အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ channel မှာအရက်တောက်ခြင်းရဲ့ဆိုးကျိုးများအကြောင်းပြောပြပေးမှာပါပထမဆုံးအရက်တောက်သုံးမှုကကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်အရက်ကိုများများတောက်တဲ့သူတွေမှာအသည်းယောဂနှလုံးယောဂနဲ့အစာအိမ်ဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်အရက်ကအုံနောက်ကိုထိခိုက်စေပြီးမှတ်ဉာဏ်မေ့တာအာယုံစူးစိုက်မှုနှဲပါတာမျိုးတွေဖြစ်လာတတ်ပါတယ်ဒါအပြင်အရက်ကြောင့်ကျန်းမာရေးညံ့ဖြစ်လာပြီးတက်တန်းတူတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့လူမှုဆက်ဆံရေးပိုင်းဆိုင်ရာထိခိုက်မှုပါအရက်တောက်တဲ့သူတွေဟာမိသားစုနဲ့အဆင်မပြေတာရန်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်အရက်မူပြီးမတော်မတရားပြောဆိုတာရိုက်နှက်တာမျိုးတွေဖြစ်လာတတ်တာကြောင့်မိသားစုဘဝပျက်စီးတာမျိုးတွေရှိပါတယ်ဒါအပြင်အရက်တောက်ပြီးလမ်းပေါ်မှာပြဿနာရှာတာမတော်မတရားပြုမှုတာတွေကလူမှုအတိုင်းဝိုင်းထဲမှာဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်တတိယအချက်ကတော့စီးပွားရေးပိုင်းဆိုင်ရာဆုံးရှုံးမှုပါအရက်ကိုမကြာခဏတောက်သုံးတဲ့သူတွေဟာငွေကြေးအများကြီးကုန်ကျတတ်ပါတယ်ဒါကမိသားစုရဲ့အသုံးစရိတ်ကိုထိခိုက်စေပြီးအိမ်အောင်စုမှာငွေကြေးအခက်အခဲဖြစ်လာနိုင်ပါတယ်အလုပ်ခွင်မှာလည်းအရက်တောက်ပြီးအလုပ်မလုပ်နိုင်တာအလုပ်ပြုတ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်မိသားစုရဲ့ဝင်ငွေကိုထိခိုက်စေပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မြမယဉ်ကျေးမှုမှာကျွန်တော်တို့ဟာကျန်းမာရေးနဲ့မိသားစုကိုအလေးထားပါတယ်ဒါကြောင့်အရက်တောက်ခြင်းရဲ့ဆိုးကျိုးတွေကိုနားလည်ပြီးဒီအကျင့်ကိုရှောင်ကျဉ်သင့်ပါတယ်ကျန်းမာတဲ့ဘဝပုံစံကိုရွေးချယ်ပြီးမိသားစုနဲ့ပျော်ရွှင်စွာနေထိုင်ကြပါစို့ဒီနေ့ပြောပြချက်လေးကိုဒီမှာပဲရက်လိုက်ပါမယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ပါထပ်သိချင်လဲကျွန်တော်တို့ကိုမှန်ပေးခဲ့ပါဦးကျွန်တော်တို့ channel ကို subscribe လုပ်ပြီး like လုပ်ပေးဖို့မမေ့ပါနဲ့နောက်တစ်ပတ်မှာထပ်တွေ့ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်